ကိုရင်ရဖြစ်ထားတဲ့သာသမီဘလို့ပဲတရားရှင်းချက်တယ်ပြောတော့ကပတိတွေကတော့ရှိမှာပဲဒါကိုဘုန်းဘုန်းတို့ကပပြောင်းဖို့နေပါဖို့ဆိုလို့ရှိရင်ဘလို့လုပ်မလို့တခုတည်းသောနီလန်းကအမှန်တရားကိုသိတဲ့စိတ်များအောင်လုပ်ဖို့ပဲဒါလေးကိုပြည်သက်တို့သဘောပေါက်စေချင်တယ်ဟုတ်လားတောကပတိတွေကစိုးရင်နဲ့ငိုကြွေးတယ်ဆိုတာအတွေးမှားလို့အမှန်မသိလို့စိုးရင်တာအဲ့လိုဆိုရင်အမှန်သိရင်ဒီဘက်ကစိုးရင်တာအလိုလိုနဲသွားတာစိုးရင်မှုအတွက်တခြားဆေးမရှိဘူးနော်အမှန်တရားကိုသိချင်းသိပဲလေအမုံမြတ်ဆုံးနဲ့အပြည့်စုံဆုံးအကောင်းဆုံးဆေးပဲအမှန်ကိုသိအောင်လုပ်ရမယ်အဲ့တော့အမှန်လည်းပဲသိဖို့အရင်ကြီးမခက်ဘူးကိုသိကျင်တဲ့စိတ်ရှိဖို့အဲ့ဒီဘက်ကိုဥလဲဖို့ပဲလုပ်တာအမှန်လည်းထူးထူးဆန်းဆန်းကြီးမဟုတ်ဘူးဒါဖြစ်တတ်တဲ့သဘာဝကြီးဆိုတဲ့ဒါဖြစ်ဖို့ဖြစ်မဲ့သဘာဝကြီးဆိုတဲ့အမှန်တရားကိုသိဖို့ပဲဘုန်းတို့ရထားတဲ့ဒီဘဝဒီခန္ဓာအိုမဲ့နာမဲ့တည်မဲ့ခန္ဓာကြီးပဲလေဘာနဲ့မှကုစားလို့မရဘူးကာကွယ်လို့မရဘူးသူလန်းသူသွားတာဒါကိုကောင်းကောင်းမြင်ထားမယ်ဆိုရင်အိုလာနာလာတည်လာတဲ့အချိန်မှာဘုန်းတို့ဘာမှတောကပတိတွေကဖြစ်เสียအကြောင်းမရှိဘူးတောကပတိတွေကဖြစ်တယ်ဆိုတာဒါကိုကောင်းကောင်းကိုမမြင်လို့ပဲ